တားတို့သမီးတို့ဆီယမမေရဒီတစ်ခါအမကြီးအမိရဆိုတဲ့ပုံမြင်လေးကိုပြောပြမယ်နော်တခါတော့ပေါ့ကွယ်အင်္ဂလိပ်တစ်လုံးရဲ့တကားရှိမှာအပြာရောင်စကတ်လေးဝတ်ထားတဲ့ပူစုမနဲ့အနီရောင်အင်ကြီးဝတ်ထားတဲ့ကလေးလေးတစ်ယောက်တို့ထိုင်နေကြတယ်တဲ့အနီရောင်အင်ကြီးနဲ့ကလေးလေးကခေါင်းလေးကိုငိုက်ဆိုင်ချလို့လက်ညှိုးလေးကိုပါးစပ်ထဲထည့်ပြီးတော့စုပ်ရင်းနဲ့ငိုမဲ့မျက်နှာလေးနဲ့ပေါ့သူ့မိပြန်လာမအောင်မျောနေတယ်လေအပြာရောင်စကတ်နဲ့ပူစုမကလည်းသူ့မိပြန်လာတာကိုမျောနေတာပါပဲဒါပေမဲ့ပူစုမအမချီမလားသူကကလေးလေးထက်အရက်လဲပူရှိတယ်စဉ်းစားဉာဏ်လဲပူရှိတယ်လေဒါကြောင့်မလို့ကလေးလေးလိုခေါင်းငိုက်ဆိုင်ချလက်ကိုစုပ်ပြီးတော့ငိုမဲ့ဖြစ်နေတဲ့မျက်နှာမျိုးတော့မဟုတ်တော့ကွယ်ပူစုမအမေနောက်ကျမှပြန်လာမယ်ဆိုတာကိုသိပြီးသားပါအမေဟာလေမနေ့တိုင်းလိမ္မော်သီးပန်းသီးတစ်တော်သီးတွေကိုတောင်းထဲမှာထည့်ပြီးတော့ခေါင်းမှာရွက်ပြီးတော့သွားနေကြပေါ့အမေဟာတလန်းဝင်တလန်းထွက်နဲ့အိမ်လေးရှိမှရှောက်ပြီးတော့အသီးတွေကိုရောင်းရတယ်ကွတောင်းထဲမှာအပြည့်ထည့်ထားတဲ့လိမ္မော်သီးပန်းသီးတစ်တော်သီးတွေမကုန်မချင်းဟိုအိမ်ဒီအိမ်ရှောက်လို့ရောင်းလာတော့အိမ်ပြန်တာနောက်ကျတတ်တာပေါ့ကွယ်ဒါပေမဲ့ကလေးလေးကတော့အမေအိမ်ပြန်နောက်ကျမယ်ဆိုတော့မတွေးတတ်သေးတဲ့အရွယ်လေးအခုပဲပြန်လာမှလို့ထင်နေတယ်ဒါကြောင့်မလို့ခေါင်းကိုငိုက်စိတ်ချလို့ငိုမဲ့မျက်နှာလေးဖြစ်နေတာပေါ့ဒါပေမဲ့ပူစုမကတော့အမကြီးမလားအမေစရောက်ထွက်နေတဲ့ချိန်မှာပူစုမကအမေကိုသာတာဝန်တွေယူရတယ်အမကြီးအမိအရာဆိုတော့ငုံမဲ့ဖြစ်နေတဲ့မောင်လေးကိုလည်းချော့ရတာပေါ့ခဏလေးနေအမေပြန်လာတော့မှာပါတောင်းထဲမှာဆန်နဲ့မုန့်တွေအများကြီးပါလာမှာခဏလေးပဲစောင့်ရင်အမေပြန်ရောက်ပြီဟေ့အဲ့လိုဆိုတော့လေကလေးလေးကခေါင်းထောင်လာပြီအခုပဲအမေပြန်ရောက်လာတော့မယ့်အတိုင်းအမေပြန်လာလေးရှိတဲ့လမ်းဘက်ကိုညှော်ပြီးတော့ကြည့်နေတော့လေကွအင်းရှိမလန့်မကမ်းမှာမညီမညာလမ်းကလေးအတိုင်းမှာအဖြူရောင်အင်ဂျင်နဲ့အမျိုးသမီးတစ်ယောက်လမ်းလျှောက်လာနေတယ်အမေလိုပဲခေါင်းပေါ်မှာလည်းတခုခုကိုရွက်ပြီးတော့အမေလို့ထင်တာပဲလေဦးစုမနဲ့မောင်ငယ်လေးနဲ့အိမ်ဝမှာမတ်တက်ရလိုက်ကြတယ်လမ်းလျှောက်လာတဲ့အမျိုးသမီးကလည်းတဖြည်းဖြည်းနဲ့ပူနီးလာပြီးတော့ကုန်းစုံဆိုင်လေးရှိကိုရောက်လာတော့တယ်ပြီးတော့ဓာတ်တိုင်ရှိကိုရောက်လာတယ်ဟောဓာတ်တိုင်ရှိရောက်တဲ့ခါမှာမျက်နှာကိုတေးချမြင်ရပြီပေါ့အိုးအမေမဟုတ်ပါလားအမေနဲ့တူတဲ့တခြားအမျိုးသမီးတစ်ယောက်ပါကလေးလေးကအိမ်ဝမှာထိုင်ချလိုက်တယ်စိတ်ပြက်လက်ပြက်နဲ့ပေါ့ပြီးတော့ခေါင်းကိုငိုက်ဆိုင်ချလို့ငိုမဲ့မျက်နှာလေးနဲ့ပေါ့ကွယ်ဒါပေမဲ့လေအမကြီးဖြစ်တဲ့ပူစုမကတော့အမေအိမ်ပြန်နောက်ကျတတ်တယ်ဆိုတဲ့အသည့်ပြန်ဝင်လာတော့အမေကတောင်းထဲမှာအပြည့်ထည့်ထားတဲ့လိမ္မော်သီးပန်းသီးတက်တော်သီးတွေကိုမကုန်မချင်းဟိုအိမ်ဒီအိမ်လျှောက်ရောင်းရတော့အိမ်ပြန်နောက်ကျတတ်တယ်လေပူစုမအမေပြန်လာတော့မယ်ဆိုပြီးတော့ငုံမဲ့နဲ့မျောနေတဲ့မောင်လေးကိုချော့နေရတာပေါ့မကြလဲတချင်းဆိုပြီးချော့ရပြန်လေခဏလေးနေအမေပြန်လာတော့မှတောင်းထဲမှာဆန်နဲ့မုံတွေအများကြီးပါလာမှာခဏလေးပဲစောင့်ရင်အမေပြန်ရောက်ပါပြီအဲ့လိုနဲ့ချော့နေရတာပေါ့ဒီလိုနဲ့ပဲနေဝင်သွားခဲ့ပြီဓာတ်တိုင်ကမီးတွေလဲလင်းလာပြီအင်းရှိမလန်းမကန်းမညီညာတဲ့လမ်းလေးအတိုင်းအမေနဲ့တူတဲ့အမျိုးသမီးတယောက်ရှောက်လာနေပြန်တယ်နောက်ထပ်အမျိုးသမီးတယောက်ရှောက်လာပြန်တယ်ဟောနောက်ထပ်တယောက်ရှောက်လာပြန်တယ်ဒါပေမဲ့ကုန်းစုံဆိုင်လေးရှိကိုဖြတ်ပြီးတော့ဓာတ်တိုင်ရှိရောက်တယ်ဆိုရင်ပဲရှောက်လာတဲ့သူတွေကအမေမဟုတ်ဘူးဖြစ်နေတယ်ရှောက်လာတဲ့လူတိုင်းကလည်းအမေနဲ့တူနေတဲ့ကလေးလေးကတော့ခေါင်းကိုပိုးပြီးတော့ငိုက်စိတ်ချလို့လက်ညှိုးကိုပါးစပ်ထဲမှာစုပ်လို့တကယ်ကိုငိုချတော့မဲ့မျက်နှာမျိုးနဲ့ပေါ့ဒါပေမဲ့လေအမေရဲ့ကိုစားဖြစ်တဲ့ပူစုမမှာတော့အမေအိမ်ပြန်နောက်ကျမယ်ဆိုတာသိနေတာပေါ့ကွယ်အမေဟာတောင်းထဲမှာရှိတဲ့အသီးတွေကိုမကုန်မချင်းရောင်းနေရတော့အိမ်ပြန်နောက်ကျမှာပဲလို့သိနေတဲ့အတွက်ကြောင့်ပူစုမအမေပြန်လာတော့မယ်ဆိုပြီးတော့ငုံမဲ့နဲ့မျောနေတဲ့မောင်လေးကိုကြောပိုးပြီးတော့လဲချွတ်နေရပြန်တယ်ဒီလိုနဲ့မောင်လေးကိုကြောပိုးပြီးရှောက်ရင်တချင်းဆိုပြီးချော့နေရတာပေါ့ခဏလေးနေအမေပြန်လာတော့မှတောင်းထဲမှာဆန်နဲ့မုံတွေအများကြီးပါလာမှာခဏလေးပဲစောင့်ရင်အမေပြန်ရောက်ပါပြီကွယ်ပူစုမအမကြီးဆိုတော့အမေနေရာကိုယူထားရတာပေါ့ကွယ်အဲ့လိုနဲ့မျောနေရင်းနဲ့ပဲဟိုးခက်လန်းလန်းမှာမညီမညာတဲ့လမ်းလေးအတိုင်းအမျိုးသမီးတယောက်ကရှောက်လို့လာနေတယ်ခ
ခေါင်းပေါ်မှာလည်းတောင်းနေပေါ့ကုံစုံဆိုင်လေးရှိကိုဖြတ်ပြီးတော့တတိုင်အောက်ကိုရောက်သွားတာနဲ့တဲတဲကိုကွဲမြင်လိုက်ရတာဟောအဲ့ဒါအမေပဲသူစုမရောကလေးလေးရောဝန်းတာအရអော်လိုက်ကြတယ်အမေဆိုပြီးတော့အမေကိုပြေးပြီးတော့ကြိုလိုက်ကြတယ်အမေရဲ့သူစုမရဲ့မောင်ငယ်လေးရဲ့တယောက်နဲ့တယောက်ဖက်ပြီးတော့အရမ်းပျော်သွားကြတာပေါ့ကွယ်ဆရာမတို့မြန်မာတွေမှာအမကြီးအမိရာလို့ဆိုရစကားလေးရှိတယ်ကွအကိုကြီးအဖအရာအမကြီးအမိရာတဲ့အကိုဒီအကြီးဆုံးဖြစ်လို့ရှင်ဖခင်တယောက်ရဲ့တာဝန်မျိုးယူပြီးတော့ညီငယ်ညီမငယ်တွေကိုစောင့်ရှောက်ရတယ်အဲ့လိုပဲအမအကြီးဆုံးကလည်းမိခင်တယောက်ရဲ့နေရာအတိုင်းပဲမိခင်ရဲ့ကိုစားမောင်နှညီမတွေကိုတာဝန်ယူပြီးတော့စောင့်ရှောက်ရတယ်ကွယ်ဒါကြောင့်မလို့ဒီပုံမြင်တဲ့ကပူစူးမလေးကအမေစရောက်ထွက်သွားတဲ့ချိန်မှာမောင်ငယ်လေးကိုစောင့်ရှောက်ရတယ်ချော့ရတယ်ချီပိုးရတယ်ထမင်းဟင်းခွန့်ကျွေးရတယ်ကွပူစူးမတကယ်တော့တိတ်မကြီးသေးပါဘူးသူလည်းကလေးပါပဲဒါပေမဲ့သူ့ထက်ငယ်တဲ့မောင်ငယ်လေးကိုချီပိုးပြီးတော့ထိန်းပြီးတော့မုံလေးတွေကျွေးပြီးတော့ချော့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူကအမကြီးဖြစ်နေလို့ပေါ့အမကြီးဖြစ်နေတဲ့အတွက်ကြောင့်အမေအပြင်သွားပြီးအလုပ်လုပ်နေတဲ့ချိန်မှာအမေကိုစားမောင်ငယ်လေးကိုသူစောင့်ရှောက်တာပေါ့ကွယ်ဒါကြောင့်မလို့တားရသမီးတို့လည်းတားရသမီးတို့ထက်ငယ်တဲ့မောင်ငယ်ညီမလေးတွေကိုစောင့်ရှောက်ပါမယ်နော်တားရသမီးတို့အားလုံးကျမ်းမာရှင်လန်းကြပါစေကွယ်တားရသမီးတို့အားလုံးကိုရမ်းချစ်တဲ့ဆရာမမီ